နှစ်တွေသာပြောင်းသွားတယ်ကိုယ့်ရဲ့ lifestyle ကြီးကဘာမှပြောင်းလဲမလာဘူး blessing တွေ new opportunity တွေ better job တွေ better circumstances တွေဖြစ်မလာသေးဘူးမရောက်လာသေးဘူးဆိုတာကိုကံမကောင်းလို့မဟုတ်ဘူးဆိုတာသိပြီးပြီလား1800တက်မှာ scientist တွေကလေ့လာစမ်းသပ်မှုတစ်ခုလုပ်တဲ့အခါမှာဘာလို့တွေ့ရှိရလဲဆိုတော့လူတွေမှာ possibility တွေအများကြီးရှိတယ်ဒါပေမဲ့ကိုလိုချင်နေတဲ့ဘဝတစ်ခုမရောက်လာသေးဘူးဆိုတာကကိုယ့်ရဲ့ဘဝဘယ်လို tune in လုပ်တာလဲဘယ်လို observe လုပ်တာလဲဆိုတော့ပုံမှာမူတည်တယ်တဲ့အဲ့လိုနဲ့ကိုယ့်ရဲ့အမြင်ပေါ်မှာ observe လုပ်တဲ့ပုံမှာမူတည်ပြီးတော့ကိုယ့်ရဲ့ဘဝကိုလည်းထစ်ခနဲ့ပြောင်းလဲလို့ရတယ်ဆိုပြီးတော့တွေးကြတယ်ပေါ့နော် Hello Julie ဖြစ်ပါတယ် Ju ကတော့မသိစိတ်အကြောင်းတွေ personal development အကြောင်းတွေနဲ့ကိုယ့်ရဲ့ nervous system ကိုဘယ်လို healing လုပ်ရမလဲဆိုတဲ့အကြောင်းအရာတွေကို sharing လုပ်ပေးနေတာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုမှာ Ju ရဲ့ဘဝတွေကဘာဖြစ်လို့ဒီနေရာမှာပဲဒီ level မှာပဲပြင်မိနေရလဲဆိုတဲ့အရာကို scientifically သိပ္ပံနည်းကျကျရှင်းပြပေးမှာဖြစ်ပါတယ်ပထမဦးဆုံးယူရိုငငယ်ကလေးကနေအခုထိ experience လုပ်နေတဲ့အရာတွေရှိလိမ့်မယ် emotional trauma တွေ emotional experience တွေ belief တွေ value တွေလောကကြီးအမြင်တဲ့အမြင်တွေထက်ခါလုပ်နေတဲ့အလုပ်တွေထက်ခါတွေးနေတဲ့အတွေ့ဒီအရာတွေအားလုံးကိုယူရိုရဲ့မသိစိတ်ထဲမှာ download လုပ်ထားလိုက်ပါတယ်အဲ့တော့ဒီ download လုပ်ထားတဲ့ဒီ program တွေအတိုင်းဒီ program ပေါ်မှာမူတည်ပြီးတော့ဒီ experience တွေကို quantum physics အပြင်ယူရိုရဲ့ဘဝတွေကိုဆွဲခေါ်ပေးပါတယ်အဲ့တော့ quantum physics ဆိုတာပါလေ quantum physics ကြီးကဘာကြီးအောင်ဆိုရမလန့်ကြပါနဲ့ please stay with me guys I will tell you in the simple way so quantum physics ဆိုတာပါလေဆိုလို့ရှိရင်အရာဝတ္ထုအားလုံး matter တွေပေါ့နော်နဲ့ဒီ energy တွေအားလုံးကို microscopic level အသေးဆုံး level အထိလေ့လာမှုလုပ်တဲ့အရာကို quantum physics လို့ခေါ်ပါတယ်အဲ့တော့လူတွေပဲဖြစ်ဖြစ်တွေးဆန်တွေဖြစ်ဒီပစ္စည်းတွေပေါ့နော်တစ်ပင်တွေပဲဖြစ်ဖြစ်ပေါ့နော်ဒီလေ့လာမှုလုပ်တဲ့အချိန်မှာအသေးဆုံးတွေးရှိရတာဗါလဲဆိုတော့ atom ပေါ့နော်ဆိုတော့ atom ကိုဘယ်လိုဖွဲ့စည်းထားလဲဆိုလို့ရှိရင် electron proton and neutron အဲ့တော့ atom တွေကမနားမနေဘူးအမြဲတမ်းပဲလှုပ်ရှားနေတယ်တွေ့တာမတွေ့ရတဲ့အမြဲတမ်းလှုပ်ရှားနေတယ်ဒီမှာပေါ့နော်အဲ့တော့အမြဲတမ်းလှုပ်ရှားနေရဖြစ်တဲ့ကြောင့်သူတို့မှာ energy တွေရှိပါတယ်ဘယ်လိုသိနိုင်လဲဆိုလို့ရှိရင် Einstein က E = mc square ဆိုပြီးတော့ equation ထုတ်တယ်မလားအဲ့တော့ E ကကျတော့ energy လို့ပြောချင်တာဖြစ်ပါတယ် M ကကျတော့ matter ပေါ့နော် matter ကဘာလို့ဆိုတော့အရာဝတ္ထုတွေပစ္စည်းတွေလူတွေကိုပြောချင်တာဖြစ်ပါတယ် C ကကျတော့ light ပေါ့နော်သူ light မှာလည်း energy ရှိပါတယ်အဲ့တော့ E = mc square လို့ပြောချင်တာဘာလဲဆိုတော့energy တွေမှာရော light တွေမှာရောပစ္စည်းတွေမှာရောအရာဝတ္ထုတွေမှာရောအကုန်လုံးမှာ energy တွေရှိပါတယ်လို့ပြောချင်တာဖြစ်ပါတယ်အဲ့တော့ everything is made out of atom so everything has energy တဲ့ဝင်စားစရာဒီမှာလာပြီပေါ့နော်1800တက်မှာ Thomas Young ဆိုတဲ့ scientist တယောက်က double slit experiment လုပ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ E = mc square မှာ C ကကျတော့ light ပေါ့နော် light ကကျတော့သူသွားတဲ့ပုံစံက wave ပုံစံနဲ့သွားတာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့ matter တွေက atom နဲ့ဖွဲ့စည်းထားရဲဆိုတော့ atom တွေလည်း wave နဲ့သွားလာဆိုပြီးတော့သူစမ်းသပ်ချင်တာပေါ့နော်အဲ့ဒီစမ်းသပ်မှုလုပ်တဲ့အခါမှာသူ atom ကန်ထဲမှာ electron ထည့်ပြီးတော့ wall နှစ်ခုကိုဒီလိုထားပြီးတော့ပြစ်နေပေါ့နော်အဲ့တော့ပထမပုံမှာဆိုရင် wall နှစ်ခုမှာအပေါက်နှစ်ဖောက်ပြီးတော့ပြစ်လိုက်တဲ့အခါမှာအနောက်ဘက်က wall မှာနှစ်ခုပေါ်လာတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့ကိုကကြည့်နေတဲ့အချိန်မှာဒီလိုပေါ်လာတယ်အဲ့နဲ့ Thomas Young တွေးလိုက်ပေါ့နော်ဒါဆိုလို့ရှိရင်မကြည့်ဘဲနဲ့ဆိုလို့ရှိရင်ကောwave ပုံစံနဲ့ပေါ်မလားကြည့်ရအောင်ဆိုပြီးတော့သူတွေးလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ E = mc square ဆိုတာမှားစရာအကြောင်းမရှိဘူးလေ right အဲ့တော့သူဘယ်သူမှမကြည့်တဲ့အခန်းပေါ့နော်အဲ့မှာ CCTV လေးလည်းမထားဘူးအဲ့လိုနဲ့စမ်းသပ်မှုပြန်လုပ်တဲ့အခါမှာဒီအပေါက်နှစ်ပေါက်မှာ atom gun နဲ့ပြစ်လိုက်တဲ့အချိန်မှာအနောက်ဘက်မှာ wall မှာကျတော့ wave ပုံစံမျိုးနဲ့ဖြစ်သွားတယ်အများကြီးပဲဖြစ်သွားတယ်အဲ့ဒါကိုတွေ့တဲ့အခါမှာ oh my god မကြည့်တဲ့အခါမှာဆိုလို့ရှိရင်ဒါ wave ပုံစံနဲ့ပေါက်နေတယ် wave of possibility ပေါ့နော် possibility အများကြီးရှိတယ်ဒါပေမဲ့ကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်နှစ်ခုပဲပြစ်လိုက်တာဖြစ်လို့ကြာအနောက်ဘက်မှာနှစ်ခုတေချာပေါက်ထွက်လာတယ်။ဒီ experiment ကိုပြောချင်တာလဲဆိုရှင်ကိုဘဝကိုကြည့်တဲ့ပုံစံပေါ်မှာမူတည်ပြီးတော့ကိုယ့်ရဲ့ဘဝ changes တွေဖြစ်သွားရဲဆိုတာပြချင်တာဖြစ်ပါတယ်။ atom တွေ electron တွေ photon တွေဆိုတာကိုမကြည့်လိုက်ဘူးဆိုလို့ရှင် way of possibility တက်နဲ့ပဲရှိနေတယ်။ဒါပေမဲ့ကိုကြည့်လိုက်တဲ့အခါမှာကျတော့ဒီ result နောက်တစ်မျိုးပြောင်းသွားရတယ်ပေါ့နော်။အဲ့တော့လူတွေမှာဆိုလို့ရှင်လည်းဒီ atom တွေပဲဖွဲ့စည်းထားတယ်။အဲ့တော့ possibility တွေအများကြီးရှိရဲ။ကိုယ့်ရဲ့ version တွေကိုအောင်မြင်နေတဲ့ version တွေရှိရဲကို broke ဖြစ်နေတဲ့ version တွေရှိရဲကို discipline ဖြစ်နေတဲ့ version တွေရှိတယ် version အများကြီးရှိရဲဒါပေမဲ့ဒီ
ဒီအရာတွေအားလုံးကိုယူတော့ experiment မလုပ်သေးဘူးဆိုတာကကို tune in လုပ်နေတဲ့အရာပေါ်မှာမူတည်တယ်ပေါ့နော်ကိုကဘာကို tune in လုပ်နေရလဲဘာကို observe လုပ်နေရဆိုတဲ့အပေါ်မှာမူတည်တယ်ဆိုတော့ဒီ experiment တစ်ခုဖြစ်ပါတယ်ဒါကိုလည်းယူနာနေသွားတဲ့အချိန်မှာ oh my god ဆိုပြီးအရင်ကို like blown away ဖြစ်သွားတယ်ပေါ့နော်ဆိုတော့ဥပမာအနေနဲ့အရှင်းဆုံးပြောရမယ်ဆိုရင်ယူတော့ဖုန်းကြည့်လိုက်တယ် TikTok မှာအများကြီးပဲဟို information တွေရှိတယ်ပေါ့နော်အဲ့ဒါကိုယူတော့ click မလုပ်မချင်းဒါကြီးက possibility နဲ့ပဲရှိနေတာ click လုပ်မှပဲဒီဟာကြီးကပြတာ right အဲ့လိုမျိုးပုံစံပဲပေါ့နော်ဒါကြောင့်မို့လို့ကိုလိုချင်နေတဲ့ version ပုံစံကဘယ်လိုမျိုးလဲကိုကမသိဘူးဆိုရင်ဘလို့မှ attract မလုပ်နိုင်ဘလို့မှမရောက်လာနိုင်ဘူးဆိုကိုလိုချင်နေတဲ့ဘဝချင်နေတွေ lifestyle တွေရှိနိုင်မယ်ဒါကိုရဖို့ဆိုရင်အဲ့ဒီ lifestyle မှာကိုကဘလို့နေမလဲပေါ့နော်ဘလို့ပြုမှုနေမလဲဆိုတော့အရာနဲ့ကိုက်ရအောင်ကိုကအခုချိန်မှာ tune in လုပ်ရမှာဖြစ်ပါတယ် observe လုပ်ရမှာဖြစ်ပါတယ်ဒါပေမဲ့ video အစမှာပြောခဲ့သလိုပဲကိုယ့်ရဲ့မတိစိတ်ထဲမှာ download လုပ်ထားတဲ့program တွေရှိသေးတယ် right ဒီ program တွေအတိုင်းပဲ experience တွေကကိုယ့်စီကိုဆွဲခေါ်လာမှာအဲ့တော့ကိုယ့်ရဲ့ကိုလိုချင်နေတဲ့အရာတွေမရသေးဘူးဆိုတာကိုယ့်ရဲ့အတွင်းစိတ်နဲ့မကိုက်ညီလို့လည်းဖြစ်သေးတယ်ပေါ့နော် changes တွေရောက်လာဖို့ better job တွေ better opportunity တွေ blessing တွေရောက်လာဖို့ဆိုရင်ကိုယ့်ရဲ့ program ကြီးကိုလည်းဒါ upgrade လုပ်ဖို့လိုပါတယ် okay ကိုယ့်ရဲ့ program အဟောင်းကြီးကိုဘယ်လို upgrade လုပ်ကြမလဲ right အင်ဂျီအစ်ဝယ်ဖို့ကြတော့တည်ရဒါပေမဲ့ကိုယ့်ရဲ့စိတ်ထဲမှာ download လုပ်ထားတဲ့ program အဟောင်းတွေကိုကြတော့ upgrade လုပ်ဖို့ပြင်းတယ်မလုပ်ချင်ဘူးဆိုတာတော့မဖြစ်သေးဘူးအဲ့တော့ဘယ်လို upgrade လုပ်ကြမလဲပထမဦးဆုံးအမြဲတမ်းပဲကိုယ့်ရဲ့ program တွေအားလုံးကိုအသစ်ပြန်ထည့်မှရပါဘယ်ချိန်မှပြန်ထည့်မလဲမနေ့အဲ့ရထထချင်းညနေအဲ့ရဝင်ခါနီးပေါ့နော်အဲ့မှာ positive affirmation တွေဆိုပေးတာမျိုးတို့ဒါလုပ်ပေးရမယ်ပြီးလို့ရှိရင် meditation ကပေါ့သေးမဟုတ်ပါဘူး meditation ကဒီကိုယ့်ရဲ့စိတ်အားလုံးကိုစုစည်းပြီးတော့ calm ဖြစ်အောင်လုပ်ပေးတာဖြစ်တဲ့ကြောင့်မို့လို့ဒါ reprogram ပြန်လုပ်ဖို့အကောင်းဆုံးအချိန်ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျတော့နေ့စဉ်နဲ့ညအလုပ်ပေါ့နော်အချစ်အိမ်မှုကိစ္စဆိုပြီးအမြဲတမ်းဒါနဲ့ပဲလေးပတ်နေတာဘာမှအိုးနောက်ကနားချိန်မရှိဘူး right အဲ့တော့ဒီ meditation ကကျတော့ဘာမှမတွေးဘဲနဲ့ကိုယ့်ရဲ့ focus က present moment မှာပဲထားပြီးနေတာဖြစ်တဲ့ကြောင့်မို့လို့ဒီချိန်မှာ reprogram လုပ်ဖို့ heal လုပ်ဖို့အကောင်းဆုံးအချိန်ဖြစ်ပါတယ်ပေါ့နော်ပြီးရင်တတိယတစ်ခုက gratitude ပါပေါ့နော် gratitude လုပ်တယ်ဆိုတာကလည်းကိုယ့်ရဲ့မသိစိတ်ကိုနင်းမကောင်းတဲ့အရာတွေပဲကြုံတွေ့နေတာမဟုတ်ဘူးเนาะငါကောင်းတဲ့အရာတွေကြုံတွေ့နေရတယ်ကံကောင်းနေတယ်เนาะဆိုပြီးတော့ remind လုပ်တာနဲ့တူတူပဲပေါ့เนาะပြီးလို့ရှိရင် love ပေါ့เนาะကိုယ့်ရဲ့နှလုံးသားပွင့်မှာပဲကံကောင်းခြင်းတွေကိုလိုချင်တဲ့ဘဝတွေ changes တွေရောက်လာမှာဖြစ်တယ်နှလုံးသားမပွင့်ဘူးဆိုရင်blockages တွေအများများအဲ့တော့နှလုံးသားပွင့်ဖို့ဆိုရင်လည်းကိုစုပ်ကင်ထားတဲ့ like mistake တွေရှိမယ် resentment တွေရှိမယ် complete နိုင်တဲ့အရာတွေရှိမယ်ဒီဟာတွေကို let go လုပ်နိုင်ဖို့လိုတယ်အဲ့လိုနဲ့ကိုယ့်ရဲ့ subconscious mind မသိစိတ်ကို reprogram လုပ်ရပါတယ်ကိုယ့်ရဲ့မသိစိတ်ကိုထပ်ခါအများကြီး reprogram လုပ်မယ်ဆိုရင်ကိုယ့်ဘဝမှာ changes တွေရောက်လာလိမ့်မယ်အများကြီးမဟုတ်ရင်တောင်မှကိုယ့်ဘဝမှာပျော်ရွှင်မှုရလိမ့်မယ်ဘယ်ပြောမလဲသူများကိုလွတ်နိုင်နိုင်မယ်ပြီးရှင်ကိုယ့်ကိုယုံကြည်မှုလည်းရှိလာနိုင်မယ်ပေါ့နော်တွေးကြည့်လိုက်တော့လူတွေမှာအတန်ပေါင်းဘယ်လောက်တောင်ရှိလဲဆိုလို့ရှင်ခုနှစ်ပြီးရှင်နောက်က0က6လုံးအလောက်တောင်ဂျူးတို့ခန္ဓာကိုယ်ထဲမှာအတန်လေးရှိရဲ့အဲ့တော့ဘယ်လောက်တောင် possibility တွေများနေမလဲ possibility of wave တွေဘယ်လောက်တောင်ရှိနေမလဲ right so ဂျူးပြောချင်တာပါလေဆိုလို့ရှင်ကိုယ့်ရဲ့ program အဟောင်းကြီးကြောင့်ပေါ့နော်အရှိကိုမတွားနိုင်တာမျိုးဖြစ်ပါနဲ့ကိုလိုချင်နေတဲ့ဟာကရှိပြီးသားဖြစ်ပါတယ်အဲ့ဒါကို tune in လုပ်ဖို့ပဲလိုတယ်ပေါ့နော်အဲ့တော့ခုဂျူဒီ message မှာဒီ video မှာ message ပေးချင်တာတော့ဗာလဲဆိုရင် you have so many possibility you are not like the human being you are the energetic being guys and ဒီနေ့မှာပေါ့နော်စပြီးတော့ကိုယ့်ရဲ့မသိစိတ်ကိုreprogram လုပ်ပါပေါ့နော် reprogram ဘယ်လိုလုပ်ရမလဲမသိဘူးဆိုရင် YouTube မှာလည်းရှာကြည့်ပါပေါ့နော်ညတိုင်းလုပ်ပြီးတော့တလားလောက်ကြာသွားပြီဆိုရှင်ကိုယ့်ရဲ့ဘဝကြီးကိုပို့ပြီးတော့ခမ်းဖြစ်လာလိမ့်မယ်ပြိုးရည်တယ်ပေါ့နော်တကယ်လို့အဲ့လိုခမ်းဖြစ်သွားပဲဆိုရှင် YouTube ဗီဒီယိုမှာအောက်မှာပေါ့နော် comment လာရေးပေးခဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်စင်ပြကြပါစေနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်